စစ်တွေဒါကဆာတာနာရှောင်းအနီးကာကင်းစခန်းနှစ်ခုကိုအေကတင်ပိုက်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်တော့ပါမယ်။အာရကန်ပြည်နယ်စစ်တွေအခြေစိုက်ဒေတာခွဲခွဲမှုဌာနရှောင်းဒါကတာအနီရှိကာကင်းစခန်းနှစ်ခုကိုရခိုင်တဘုံအေအဖွဲ့ကဇန်နဝါရီလ9ရက်နေ့နဲလေပိုင်းတွင်ထိုက်ကိုက်တင်ပိုက်ခဲ့ကြောင်းဒေတာတွင်တည်ရင်းများမှာသိရပါတယ်။တိုက်ပွဲအတွင်းစစ်တုံးမဲ့30ကျော်နဲ့လက်နက်ငယ်ရှို့ကိုတပ်ဖွဲ့များကတင်းဆက်ရမိခဲ့ပြီးစစ်ကောင်စီအဖွဲ့ဝင်အလောင်းများကိုလည်းတွေ့ရှိခဲ့ကြောင်းတည်ရင်းများမှာပေါ်ပြတာကိုတွေ့ရှိတတ်ပါတယ်။တင်ပိုက်ခံရသောကာကင်းစခန်းနှစ်ခုတွင်ရကင်းစစ်ကောင်စီတပ်ဖွဲ့ဝင်300ကျော်တက်ဆွေတခဲ့ပြီးတိုက်ပွဲအတွင်းစစ်သားများတေဆိုးမှုများသဖြင့်စခန်းများကိုဆုံးခွာခဲ့ကြောင်းသိရပါတယ်။ရခိုင်တဘုံအဖွဲ့ဘက်ကတိကိုက်တေဆိုးမှုစရင်ကိုတော့မပေါ်ဖျားဘက်ဖုံးခွေတာကြောင်းသိရှိတပါတယ်။အဆိုပါစခန်းများသည်ဒေတာခွဲခွဲမှုဌာနရှောင်းမှနမိုင်ခွဲထုံးမိုင်ကျော်အခွာတွင်တည်ရှိပြီးဇန်နဝါရီလအစမှစတင်တိုက်ခိုက်လာကဇန်နဝါရီလ9ရက်နေ့တွင်အဘိသက်တင်ပိုက်ခဲ့ကြောင်းတည်င်းများအရာသိရှိတပါတယ်။